Alright so ဒီနေ့မှာတော့ IB အကြောင်းပြောတော့မှာဖြစ်ပါတယ် IB ဆိုတာဘာလဲ IB မှာဘယ်နှမျိုးရှိလဲဘယ်လိုတက်ရမလဲမြန်မာနိုင်ငံမှာရောတက်လို့ရလားစတာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် IB ဆိုတာ International Baccalaureate ရဲ့အတိုကောက်ပါနိုင်ငံတော်များများအတိအမှတ်ပြုထားတဲ့ပညာရေး program တစ်ခုဖြစ်ပြီးတော့အသက်3နှစ်ကနေ19နှစ်ထိကျောင်းသားတွေအတွက်စိန်ခေါ်မှုများပြီးအရေးသွင်းမြင့်ပညာရေးကိုပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ် IB ရဲ့ရွေချက်ကတော့ကျောင်းသားတွေကိုသူတို့ရဲ့ပညာရေးမှာတာဝန်ယူမှုရှိအောင်လုပ်ပြီးအနာဂတ်မှာလိုအပ်မဲ့စွမ်းရည်တွေကိုဖွံ့ဖြိုးဖို့တော့ပဲဖြစ်ပါတယ် IB မှာစုစုပေါင်း program ၄ခုရှိပါတယ်ပထမတစ်ခုကတော့ primary year program ပါဒါက3နှစ်ကနေ12နှစ်ထိကလေးတွေအတွက်ဖြစ်ပါတယ်ဒုတိယတစ်ခုက middle years program ပါဒါကတော့17နှစ်ကနေ16နှစ်ထိကျောင်းသားတွေအတွက်ပါတတိယတစ်ခုကတော့လူသိများတဲ့ diploma program ပါဒါကတော့16နှစ်ကနေ19နှစ်ထိကျောင်းသားတွေအတွက်ပါနောက်ဆုံးတစ်ခုကတော့ career related program ပါဒါကလည်း16နှစ်ကနေ19နှစ်ထိကျောင်းသားတွေအတွက်ဖြစ်ပါတယ် IB program တွေကို International Baccalaureate Organization ကတရားဝင် authorize လုပ်ထားတဲ့ကျောင်းတွေမှာတက်လို့ရပါတယ် IBO ကတရားဝင် authorize လုပ်ထားတဲ့ကျောင်းပေါင်း9000ကျော်ရှိပါတယ်ကျောင်းတွေမှာ program တစ်ခုရဲ့ offer လုပ်တာရှိသလို၄ခုလုံးတက်လို့ရတယ်ရှိပါတယ် IB ရဲ့တရားဝင်စီးရင်အရဆိုမြန်မာနိုင်ငံမှာ IB program တွေကို offer လုပ်တဲ့ကျောင်းသုံးခုရှိပါတယ် IB program တွေကိုစိတ်ဝင်စားတယ်ဆိုရင်မြန်မာနိုင်ငံမှာနေတက်လို့ရပါတယ်အဲ့တော့ဒီလောက်ဆိုရင် IB program တွေအကြောင်းနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်တကယ်လို့အခုပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ် Alright I'll see you guys in the next video